ရုတ်ဂျပန်အခြေအနေတင်းမှာမူကမြင့်တက်လာပြီးတော့မှတရုတ်အစိုးရနဲ့ဂျပန်ကိုသွားမလဲဘူးတပ်မြစ်လိုက်တဲ့တဲ့မှန်လားတဲ့comment မှာမနေ့ကတခုတွေ့လိုက်တယ်မှန်ပါတယ်အဲ့ဒါတဲ့အမှန်ဟုတ်ပါတယ်ပြီးတော့ဒီနေ့ကတော့ဒီတဲ့ကိုကျွန်မတင်ပေးပါမယ်အဲ့ဒါဘာလဲဆိုရင်မနေ့ညမှာသူတို့ရဲ့ဂျပန် international နိုင်ငံတကာလေဆိပ်ပေါ့နော်ဟာနေဒါလေဆိပ်မှာဂျပန်ကိုလာလေတဲ့လူတွေရဲ့မြင်ကွင်းပဲဖြစ်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့နိုင်ငံကတားမြစ်လိုက်ပြီးအစိုးရကနေတရုတ်လူမျိုးတွေတဲ့ဂျပန်ကိုသွားလဲဖို့အတွက်လုံခြုံမှုအတွက်စိတ်မချရဘူးမလဲပါနဲ့ဆိုပြီးတော့တားမြစ်လိုက်တဲ့အထဲမှာမှဒီလူတွေကရောက်လာတဲ့အခါမှာဒီလူကြီးကိုသူတို့က interview မေးနေတာပေါ့နော်ဘာမှဖြစ်ဘူးတဲ့ဂျပန်နိုင်ငံကဒီလောက်ဆိုရတယ်ဘယ်လိုပဲပြောလူကြီးတွေကဘယ်လိုပဲပြောတဲ့ကျွန်တော်တို့တော့လေဆရာရှိရလဲမှာပဲတဲ့ပြောတယ်ဒီမင်းကလေးကြတော့သူတို့လက်မှတ်ဝယ်ပြီးတာပေါ့နော်ဒီနေ့မှထွက်လာရဆိုတော့မင်းညမှာပြောတဲ့ကြောင့်ကျွန်တော်တို့မမီတော့ဘူးတဲ့အဲအကြောင်းမို့လာလိုက်လက်မှတ်လဲဝယ်ပြီးသားဆိုတော့လာလေလိုက်တာပါတဲ့သူကတရုတ်နိုင်ငံပိုင်မီဒီယာမှာလဲဂျပန်ဝန်ကြီးချုပ်မျိုးသမီး高市早苗ရဲ့ကိုဒီလို reply လုပ်လိုက်တယ်နော်ဒီလို social media ဒီလိုကာတွန်းပုံနေနဲ့တက်လောင်ပြီးတော့မှရွေ့ပြီးတော့မှပေါ့နော်ပြောချင်တဲ့ဘောကဒီလိုတင်လာပါတယ်လို့ပြောပါတယ်နိုင်ငံကိုလာလေကြတဲ့ခရီးသည်တွေကတဲ့သူတို့နိုင်ငံမှာ2025တလပိုင်းနဲ့6လပိုင်း6လချီကတော့84,800,000လူဦးရေအဲ့လောက်လာလေခဲ့ပြီးပြီပေါ့နော်လာလေနေကြတယ်တဲ့လာလေတဲ့လူတွေကလည်းတရုတ်တွေတော်တော်များပါတယ်ပြောတဲ့လူတွေထက်ကဒီဦးလေးပေါ့နော်ဒီဦးလေးကိုလည်းသူတို့မေးလိုက်တဲ့ခါမှာတဲ့အစိုးရတွေလူကြီးတွေဘယ်လိုပဲပြောတဲ့ပြောတဲ့ကျွန်တော်တို့လေဆရာရှစ်တာတော့လေတာပေါ့တဲ့ဂျပန်နိုင်ငံကလည်းလုံခြုံရတဲ့စီကားတွေတဲ့ပြီးတော့ဂျပန်လူမျိုးတွေကငါတို့တရုတ်လူမျိုးဆိုပြီးတော့တီးတက်ခွဲခြားဆက်ဆံတာမှမရှိတာကျွန်တော်တို့လာလေလိုက်ပါတယ်တဲ့ပြီးတော့နောက်တစ်ယောက်ဒီလူငယ်ဒီယောက်ျားလေးကိုမေးတဲ့အခါကျတော့ကြွားတော့ရေးရှိဂျပန်မှာနေဖို့စိတ်ကူးရှိတဲ့အတွက်ကြောင့်မလို့တဲ့အစိုးရတွေဘယ်လိုပဲပြောကျွန်တော်အရင်လာလေကြည့်တာတဲ့ပြီးနောက်ကြလို့ရှိရင်သူဒီမှာစီးပွားရေးလုပ်နေပဲဖြစ်ဒီမှာပဲနေတော့မယ်လို့သူပြောတာပေါ့နော်တရုတ်အစိုးရကဒီလိုမျိုးပြောထားရင်လည်းတရုတ်လူမျိုးတွေကလည်းဒီလိုပဲလာလေနေကြတယ်ဒီလိုမျိုးအခြေအနေဟုတ်တယ်အဓိကသူတို့အစိုးရချင်းချင်းပေါ့နော်ခေါင်းဆောင်ချင်းချင်းပြီးတော့ဂျပန်ဘက်ကလည်းပြောရေးဆိုခွင့်ရှိသူကပြောလာတယ်ကျွန်တော်တို့တဲ့ရက်တီပုံချင်းမတူအမြင်မတူကြနေလို့ဒါဒီလိုဖြစ်နေတာပေါ့နော်ကျွန်တော်တို့အနေနဲ့ပြောပြီးသားဝန်ကြီးချုပ်ကပြောပြီးသားဒီထိုင်ဝမ်ဘက်ကနေရက်တီပေးမယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ရက်တီမှုကပြောင်းလဲမှုရှိမှာမဟုတ်ဘူးပေါ့ပြောချင်တာနောက်မဆုတ်ဘူးပြောချင်တဲ့တဘောပါကြောင့်မလို့ပြီးတော့ဒီတရုတ်ဖီတူတွေကတော့လာလည်နေကြပါပဲသူတို့အစိုးရပြောတဲ့အတိုင်းအဲ့ထက်မှဒီသွားလုပ်ငန်းကုမ္ပဏီ3ခုကတော့တရုတ်နိုင်ငံကနေဂျပန်နိုင်ငံကိုသွားတဲ့အခါမှာလည်းလက်မှတ်တွေ cancel လုပ်လို့ရှိရင်ပတ်စံတွေဘယ်လောက်% ရှုံးနေလဲနော်အဲ့ဒါကိုတဲ့ free ပေးထားမယ်ရှုံးခွင့်0တပြားမှပေးစရာမလိုဘဲနဲ့သူတို့လက်မှတ် cancel လုပ်ပေးပါမယ်ဆိုပြီးတော့ပြောတဲ့ကုမ္ပဏီတွေရှိလာတယ်လို့ပြောပါတယ်ချက်ပြီးတော့သတင်းတွေတင်းမာမှုတွေပိုမြင့်လာပါတယ်ချက်ပြီးသတင်းတွေကျွန်မတက်လာတာနဲ့တင်ပေးပါမယ်ဒီ Akinana TikTok account ရဲ့ YouTube Akinana account ရဲ့ကိုဒီအပေါင်းလေးနှိပ်ပြီး subscribe လုပ်ပေးကြပါသူများလည်းမြင်စေချင်တယ်ဆိုရင် share လုပ်ပေးကြပါကျွန်မဆက်ပြီးတင်ပေးပါမယ်အားလုံးပဲဆင်ပြေကြပါစေ bye bye